နာမည်ကတော့ AT ချိုပါဟုတ်အလောက်ကန်တော့ကျန်အိမ်မှာပဲနေတော့အားလုံးနဲ့တယောက်ဆိုတော့ပျော်ပါတယ်ဝက်ကကရီးစားကြည့်ရောရီးစားနဲ့ကိုယ်နဲ့နှစ်ယောက်ပြိုင်မယ်နော်ဟုတ်စပိန်နဲ့ပြင်တယ်ဟုတ်အပြင်မှာရီးစားလေးနဲ့ကြည့်ပြတယ်တကယ်ကြီးလည်းပါတော့ဗောမထင်မပဲနေတော့ဖြစ်သွားတာဟုတ်ဒီအမေရမ်းမှန်းလိုက်တာဗောသိရမလားကောင်းပါရဲ့စကားလေးအိတ်ကနေပြီးတော့အများကြီးကြည့်ရတယ်ဗောနော်ပြောဝက်ကလည်းကြည့်ခဲ့ရတယ်ဆိုတော့အဆင်ပြေပါတယ်ရှိရနောက်တော့ဝက်ကတွေလည်းပြနိုင်ပါသေးဗောဟုတ်နောက်တော့ဝက်ကတွေပြတဲ့ခါကျရင်လည်းကြည့်မယ်ဗောနဲ့တော့ဟိုတကီရီးစားလေးကြိုက်တယ်နောက်တော့ဝက်ကတွေလာလို့ရှိရင်ပွဲတင်လာလို့ရှိရင်လည်းခံမှန်းမှာ TV 360ကကောင်းပါတယ်ဟုတ် TV 360နေပြီးတော့နောက်ထပ်ဆူလက်ဆောင်တွေပေးတဲ့ခါကျရင်ပေါင်းပြီးမှာကောင်းပါတယ်